ကျွန်တော်တို့မြန်မာတွေကမြန်မာပြည်တကယ်ချစ်ကြဘူးဗျကိုကျိုးစီးပွားအပ်တာတော့မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှာခမည်းမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမှာကဒီထိုင်းရကိစ္စနဲ့စပြောမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးပြောပါမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့နှစ်ဦးကိစ္စပေါ့နှစ်ဦးကိစ္စနဲ့နောက်ထပ်ဆက်ကိစ္စပေါ့ဆိုတော့ထိုင်းရောက်တဲ့မြန်မာနှစ်ဦးကံမကောင်းစွာဖြစ်ပေါ့နော်ဟိုဒီထိုင်းမှာရှိတဲ့ပလိုင်ဖရာဆိုတဲ့မြို့နယ်ပေါ့နော်ကရာပီပြည်နယ်ပလိုင်ဖရာဆိုတဲ့မြို့နယ်မှာလှုပ်လှုပ်နေတဲ့အဲ့မှာစာအုပ်စီကုံတူးကလှုပ်လှုပ်နေတဲ့မြန်မာနိုင်ငံသားတဲရပေါ့နော်၃ဦးပေါ့၃ဦးကဘာလို့လဲဆိုတော့အဲ့စာအုပ်စီကုမ္ပဏီတခုရဲ့ဓာတ်ရုပ်ရေကန်ပေါ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလုပ်တာတန်ရှင်းလို့ရင်းနဲ့နော်တန်ရှင်းလို့3ဦးအဲ့ကန်ထဲမှာရှိတဲ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလို့နဲ့ဓာတ်ငွေအစိတ်ငွေတွေရှူးမိတာပေါ့ဗျာပြောချင်တာတော့စာအုပ်စီရဲ့ဓာတ်ရုပ်ရေကန်တွေကရေကန်တွေကဟိုတန်ရေကန်ကိုတန်ရှင်းလုပ်တာအစိတ်ငွေတွေရှူးမိသွားတာရှုံးပြီးတော့မြန်မာလူသား3ဦးတည်းက2ဦးကတော့တည်ဆုံးသွားပါတယ်တဦးကတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့ဒါဒီကနေ့နေ့လယ်ပိုင်းမှာဖြစ်သွားတယ်လို့သိရတယ်အဲ့တော့ပြောရတော့စာအုပ်စီကုမ္ပဏီမှာလှုပ်နေတယ်ဆိုတော့ထိုင်းနိုင်ငံမှာလှုပ်ပြီးတော့သူတို့လည်းကိုယ်ဝမ်းသာရှာကြတယ်ကျွန်တော်တို့ဗျာဒီကိုကုမ္ပဏီမှာဝမ်းသာရှာရရင်ရုံလုပ်ငန်းလုပ်မယ်တန်ရှင်းလုပ်မယ်ထုတ်ထမ်းတဲ့လူလုပ်မယ်မျိုးစုံပုံစံမျိုးလုပ်ကြလိမ့်မယ်ဒါပေမဲ့ဒီဓာရုရေကန်တန်ရှင်းလုပ်ရတဲ့လူကြီးတယောက်ကဘဝကတနာဖို့ကောင်းတယ်ပေါ့ဘာလို့လဲဆိုခင်ဗျားဆိုင်ဓာရုပစ္စည်းကိုတွားပြီးတန်ရှင်းလုပ်ရတယ်ဆိုတာဘယ်တော့အစိတ်သက်နိုင်လဲပေါ့နော်အဲ့ဒီကြားထဲကသူတို့မိသားစုဝမ်းရေးအတွက်သူ့ဘဝဝမ်းရေးအတွက်စူးစမ်းမှသာလုပ်ကြရင်လည်းမြန်မာ3ဦးတည်းက2ဦးကတော့ဓာရုအစိတ်ငွေရှူမိပြီးတော့တည်သွားတယ်တဦးကတော့ပြင်းထန်ဒဏ်ရာပြီးဆေးရုံရောက်သွားလို့သိရတယ်ဆိုတော့အဲ့ဒီကန်ထဲမှာ hydrogen sulfide လို့ခေါ်တဲ့အန်ရရှိတဲ့ဓာတ်ငွေတွေရှိနေတယ်တဲ့အဲ့ဒါကိုမြန်မာလူသား3ဦးကတော့မသိဘူးဗျာဆိုတော့ဒီလိုမျိုးမြန်မာလူသားတွေမလို့လုပ်တယ်ထိုင်းဆိုလုပ်ပါမလားဆိုတော့မျိုးကိုထိုင်းကဒီလိုမျိုးတွေသူ့နိုင်ငံသားခိုင်းရမဟုတ်ဘူးမြန်မာတွေကိုခိုင်းတယ်ဘာကြောင့်လဲဆိုတော့မြန်မာတွေကဆင်းရဲတဲ့အခါကျတော့မြန်မာတွေကနှိမ်ပါတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံသားတွေကိုပဲခိုင်းတယ်ထိုင်းနေမလုပ်တဲ့အလုပ်ကိုမြန်မာတွေလုပ်ရတယ်ဆိုတော့အဲ့ဒါပြောတာအဲ့တော့ကျွန်တော်ဒါကိုကြားရင်စိတ်ထဲမကောင်းတာကိုယ်နိုင်ငံသားတွေပါအဲ့ဒီ3ဦးဟာဆိုကြပါစို့အဲ့3ဦးကအနီးဖြစ်မယ်အစိမ့်ဖြစ်မယ်အဝါဖြစ်မယ်အပြာဖြစ်မယ်စစ်တပ်မုန်းတဲ့သူဖြစ်မယ်ကျွန်တော်မုန်းတဲ့သူဖြစ်မယ်ဘသူကဘာဖြစ်လို့လဲဖြစ်မယ်ဘသူကိုဘယ်လိုလုပ်တဲ့သူပဲဖြစ်ကျွန်တော်မြန်မာတွေဖြစ်တဲ့အတွက်ကျွန်တော်စိတ်မကောင်းဘူးကြားရတာလောဒီစင်းကြားရတာလောစိတ်မကောင်းထိုင်းမှာကြားရတယ်တရင်ပေါ့စိတ်မကောင်းပါဘူးအဲ့တော့ကောင်းတဲ့သူကလေးလာဖို့ပဲဆူတောင်းပေးပါတယ်အဲ့တော့ကုမ္ပဏီဘက်ကတာဝန်ရှိသူတွေကတော့ဒီမြန်မာသုံးကအစိတ်တင်ပြီးတော့ဓာတ်ရုပ်ရေကန်ထဲမှာအစိတ်တင်ပြီးတော့အစိတ်ငွေရှူပြီးတော့တေးလွယ်ပါဖြစ်တဲ့အချိန်မှာကြားတဲ့အချိန်မှာချက်ချင်းသူတို့မိသက်တပ်ဖွဲ့ဝင်တွေကယ်ဆယ်ရေးဖွဲ့တွေနဲ့အသက်ကဲပါတယ်ဒါပေမဲ့ကန်ဆိုးစွာဖြစ်မဲ့ဒီဓာတ်ရုပ်ကန်နဲ့မြန်မာလူသားတွေအပေါ်ဆွဲတင်တဲ့အခါကျိုးနဲ့ဆွဲတင်တဲ့အခါမှာအသက်22နှစ်အရွယ်မြန်မာလူသမားတူတော့အရင်ဆုံးကယ်တင်နိုင်ခဲ့တယ်ဒါပေမဲ့လည်းဆေးရုံပို့ဆောင်ပေးနိုင်ခဲ့ပြီကျန်တဲ့24နှစ်အရွယ်နဲ့25နှစ်အရွယ်မြန်မာလူသား2ယောက်ကိုတော့နှစ်ဦးစလုံးတည်ဆုံးနေတဲ့ချိန်ကကဲလို့ရတယ်ကဲသူတို့ကဲပြီးတဲ့ချိန်မှာတည်ဆုံးနေပြီတဲ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးရတဲ့ဖွဲ့ဝင်တွေကတော့လှုပ်ဆက်ရှက်လုပ်နေတော့ဗျမှုကင်းကြီးကလုပ်နေတယ်ပေါ့ဒါပေမဲ့ကုမ္ပဏီတွေကဒီမြန်မာလူသားတွေနဲ့ပတ်သက်ပြီးဘာလုပ်ပေးမလဲမေးခွန်းပေးရင်တော့အချိန်တိုင်းရော်ကြီးပေးမယ်ဒါနဲ့ပြီးတော့ပေါ့နော်ရော်ကြီးပေးမယ်နှစ်နာကြီးပေးမယ်မိသားစုဝင်တွေခေါ်ပေးမယ်သက်ဆိုင်မိသားစုဝင်တွေကြံခဲ့တဲ့မိသားစုဝင်တွေကသူတို့ဒီသက်ဆိုင်တဲ့သူတွေမိသားစုဝင်အလောင်းတွေလာကြည့်မယ်လာယူမယ်တဲမယ်ဒါမှမဟုတ်လည်းမိသချိုမယ်ပြီးရော်ကြီးပေးမယ်ဒါနဲ့ပဲပြီးတော့ပေါ့ဒါပေမဲ့ဒီလိုနဲ့ပဲဘဝတစ်ခုအဆုံးသတ်သွားတယ်ပေါ့မြန်မာတယောက်ရဲ့ဘဝမြန်မာ2ယောက်ရဲ့ဘဝပေါ့အဆုံးသတ်သွားတယ်ဆိုတော့ဒါလေးကကြားရတော့စိတ်မချမ်းသာတဲ့သတင်းတစ်ခုဖြစ်နေဖော်ပြပေးတာပါနောက်တစ်ခုကထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့ဒီကိစ္စရလားဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေတော်တော်များအခုနောက်ပိုင်းမှာသတိမထားမိလို့ဖြစ်နေတဲ့ပြဿနာတွေအကြီးကြီးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလူသမားတွေရဲ့ data အချက်လက်တွေကိုအသုံးချပြီးတော့ကြားဖြတ်နေတဲ့ဘဏ်ကောက်နေတဲ့တွားပြီးချိတ်ဆက်လိုက်တဲ့ဇလန်တွေအကြီးကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကြီးကြီးဖြစ်နေတယ်ဒါလည်းမြန်မာတွေအထူးသတိထားရမယ့်ကိစ္စပါဘာလို့ဆိုတော့ကျွန်တော်ဒါမျိုးကိုကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်ဒီနှစ်စောပိုင်းလောက်ကလည်းတစ်ခါနှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်နှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်ဟိုရာနှုန်းပြည့်အတိအကျမဟုတ်တော့ဒါမျိုးပုံစံနဲ့တပုံစံနဲ့ဒီဘက်တူတဲ့အကြောင်းအရာတွေကျွန်တော်ပြောပါတယ်မြန်မာလူသမားတွေရဲ့အချက်လက်တွေကိုယူပြီးတော့ဘဏ်ကောက်နေဖွင့်တယ်အဲ့ဒီမှာကြားဖြတ်နေဖြစ်ကုန်တယ်မြန်မာလူသားတယောက်ကတရက်ဝင်ငွေတစ်လဝင်မှာဒေါ်ဘတ်1000ကျော်လောက်ရှိတာသူ့အကောင့်ထဲမှာသွားစစ်တာဘတ်1 သန်း2 သန်းနေဖြစ်နေတာမျိုးတွေဘယ်လိုတွေရောက်လာမှမသိတဲ့ပတ်စံတွေရောက်နေပြီးတော့အကုန်လုံးနင်းထိုင်တဲ့အဆွဲစီခံရတဲ့ဟာမျိုးတွေပေါ့သွားဖမ်းလိုက်တဲ့ခါကျတော့မြန်မာလူသမားတွေဥဒူအားတနဲ့ဘာမှမသိဘူးသူ့အကောင့်ရှိလားဆိုတော့အဲ့ကောင်သူ့ကောင်လည်းမဟုတ်သူ့ပုံသူ့နာမည်သူ့ရဲ့မှတ်ပုံနဲ့ချက်လက်ဆိုတော့မှန်တယ်ဒါပေမဲ့သူ့ဟာမဟုတ်ဘူးသူဖွင့်ထားတယ်မဟုတ်အဲ့လိုမျိုးနဲ့အလိမ်ငန်းဖြစ်စဉ်အများကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့ဖူးတယ်အဲ့ဒါမျိုးကထိုင်းမှာလည်းမဟုတ်မြန်မာပြည်မှာလည်းရှိနေတယ်မှတ်ပုံတင်လေးတစ်ပုံမှတ်ပုံတင်လေးနဲ့လူပုံတစ်ပုံရက်ခံလိုက်တာပြီးလည်းပြီးအဲ့လူရဲ့အကောင့်တွေဘန်တွေမှာရှိနေတယ်ပြီးအဲ့လူတွေအကောင့်တွေဘန်တွေမှာရှိအဲ့ပတ်စံတွေကဘာတွေမှမသိတဲ့ငွေတွေမတရားမဝင်ငွေမဲတွေမျိုးစုံဝင်ချလာပြီးတော့အဲ့လူဟိုလုံညွှတ်တဲ့ဖို့တွေကစုံစမ်းဖော်ထုတ်ပြီးလိုက်တဲ့ခါကျတော့ဟိုရွာကြားထဲမှာဘာမသိညာမသိအဖိုးကြီးဖွားကြီးတွေဖြစ်နေတာတခါတလေအဲ့ဒါဘာလဲဆိုတော့ဒီကြားဖြန့်နေတဲ့တစ်မျိုးပဲကြားဖြန့်ခွဲရတဲ့တစ်မျိုးပါအခုထိုင်းမှာဖြစ်သွားတာအဲ့ဒါထိုင်းနိုင်ငံနခွန်ပထုံခရိုင်ဘန်လင်မြို့ဘန်ပလာဆိုတဲ့ကြီးရွာမှာလှုပ်နေတဲ့မြန်မာလူသမားတွေအဲ့ဒီလူသမားတွေရဲ့စာရန်တွေကိုဘ
ဘန်စင်းဖွင့်ပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲတွေအဲ့ဒီလုပ်နေတဲ့ပွဲသားတွေကိုထိုင်းအထူးစုံစမ်းရေးတပ်ဖွဲ့ CIB ကနေပြီးတော့ဖမ်းဆီးလိုက်တယ်လို့သိရတယ်နော်ဖမ်းဆီးလိုက်လို့သိရတယ်အဲ့ဒါမနေ့ကတော့ဖမ်းတာဖမ်းဆီးခံရတဲ့ပွဲသား2ဦးကဆာဟာရတ်နဲ့နာတာဖွန်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့သူတို့ကဘာလဲဆိုတော့မြန်မာလူသမားတွေရဲ့ work permit တက်တန်းတိုးဖို့လုပ်ဖို့အတွက်အနံ့ထားတဲ့စာရွက်စာတမ်းတွေကိုအသုံးချပြီးတော့ဘန်စင်းသွားဖွင့်လိုက်တာကဲအဲ့တော့ကျွန်တော်ခဏပြောတယ် CI တို့ဘာလို့ကြတော့ကျွန်တော်မြန်မာလူသမားတွေကထိုင်းမှာ CI လောက်တာဘက်ကတ်လောက်တာစသဖြင့်အဲ့ဒါတွေကိုလုံးပွဲသားနဲ့အပ်ကြတယ်အဲ့ဒီပွဲသားတွေကမယုံမကြည်စိတ်မချရတဲ့ပွဲသားတွေကိုသွားပေးလိုက်တဲ့အခါတချို့ပွဲသားတွေအဲ့ဒီရဲ့အချက်လက်တွေကိုယူပြီးတော့ကြားဖြန့်အကောင့်တွေဖွင့်ပြတယ်ဘဏ်အကောင့်တွေဖွင့်ပလိုက်တာမျိုးတွေရှိတယ်ကိုမသိဘဲနဲ့ဖွင့်ခံလိုက်ရတယ်ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပွဲသားအပ်တဲ့ကိစ္စတွေကဖြစ်နိုင်ရင်ပွဲသားအပ်ရင်ယုံကြည်စိတ်ချရတဲ့ agency တွေမြန်မာ agency တွေအပ်ပါဘာမှမသိတဲ့ agency တွေမအပ်ပါနဲ့ယုံကြည်စိတ်ချတဲ့ agency တွေကျွန်တော်တို့သိပါတယ်ကျွန်တော်တို့မိတ်ဆွေတွေထိုင်းမှာအများကြီးရှိတယ်စိတ်ချတဲ့ agency တွေကိုတွားအပ်ပါမဆိုင်တဲ့ဘာမှမသိတဲ့ agency တွေတွားအပ်ပြီလို့ကိုယ့်ရဲ့နာမည်ကြီးနဲ့ကြားဖြန့်ဘန်ကောင်ကြီးဖြစ်နေခင်ဗျားတို့နေထိုင်နေကြားတဲ့ညက်ပြီးတော့ရာဇဝတ်ကောင်တွေဖြစ်ကုန်မယ်ကိုယ့်ဖြစ်ဘာမှမသိဘူးပြီးတော့ရာဇဝတ်ကောင်ကြီးဖြစ်နေမယ်နိုင်ငံတကာမှာအဲ့လိုဖြစ်ကုန်မယ်အခုဒါထိုင်းနှစ်ကောင်ထိုင်း CIB ကဖမ်းလိုက်တဲ့ခါကျတော့ဒီကောင်တွေကဘာလို့လဲဆိုတော့မြန်မာလူသမားတွေရဲ့စာရွက်စာတမ်းတွေကိုအသုံးပြုပြီးတော့နော် work permit တန်းပြတိုးရအသုံးပြုတဲ့စာရွက်စာတမ်းတွေတန်းတိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုဒီထိုင်းတွေကိုယုံကြည်လို့ပေးလိုက်တဲ့ပုံပေါ်တယ်လို့အဲ့ကောင်တွေအဲ့ဒါကိုလွတ်လိုက်တဲ့ခါမှာမြန်မာလူသမားတွေရဲ့စာရွက်စာတမ်းတွေဒီကောင်တွေဘန်ဆင်းဖွင့်ပြီးတော့ online လောင်းကစားတွေလုပ်ပြလိုက်တယ်လုပ်လဲပြီးလဲပြောပောက်ကဲလို့တော့ဒီကောင်တွေလိုက်ဖမ်းလိုက်တာဖမ်းလိုက်ခါသူတို့ရဲ့ဘန်အကောင့်ထဲမှာဘတ်တန်း90ကျော်ရှိနေတယ်တဲ့ကဲရှိနေတော့အဲ့ဒါနဲ့အဲ့ပွဲသား2ယောက်ကိုနဲ့ဘန်ဆင်းနဲ့အသုံးပြုသူ9ဦးကိုဖမ်းဆီးဖို့သူနကောပထုံခရိုင်မှာတရားရုံးမှာဖမ်းဝရမ်းတောင်းခံပြီးတော့ CIB ကဖမ်းလိုက်တာဖမ်းတဲ့ခါမှာတော့တရားခံပွဲသား2ယောက်ကိုတော့မိတယ်မြန်မာတွေကိုကြတော့သွားစုံစမ်းတဲ့ခါကျတော့ဘာမသိညာမသိဖြစ်နေတယ်ဒါဒီတိုင်းပဲဖြစ်တာဆိုတော့ဒါတိတ်စိတ်ပူစရာကောင်းတဲ့ကိစ္စပေါ့နော်ဒါမျိုးဖြစ်စဉ်တွေရောအရင်ဖြစ်လာဖို့ဆိုတော့ဟုတ်ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကတခါဖြစ်တယ်နကောပထုံမှာဖြစ်တာမြန်မာ54ယောက်ကစာရွက်စာတမ်းတွေကိုတုံးချပြီးတော့ဘန်စင်းတွေဖွင့်ပြီးတော့ online လောင်းကစားတွေလုပ်လို့တခါဖမ်းမှုတယ်ဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အချက်လက်တွေနဲ့ဘယ်သူမှမသိတဲ့သူတွေကဘဏ်အကောင့်ဖွင့်ထားတာမျိုးတွေဖြစ်ပြီးတော့ကြားဖြတ်ငွေတွေတရားဝင်ငွေတွေငွေမဲတွေဒါတွေစီးဆင်းဝင်လာရင်တရားခံဖြစ်မှာကိုဖြစ်မှာအဲဒါကြောင့်မလို့ထိုင်းရောက်တဲ့မြန်မာတွေအနေနဲ့သွားလာနေထိုင်စားတော့အကုန်လုံးအချက်လက်ကိစ္စတွေကိုနဲ့ကိုရဲကိုယ်တာအချက်လက်တွေမှသမျှနဲ့ပတ်သက်သတိကြီးထားပါလူတိုင်းကိုမယုံပါနဲ့စိတ်ချယုံကြည်ရတဲ့ agency တွေအပ်ပါပေါက်တက်ကြရဟာတွေသွားမလုပ်ပါနဲ့ထိခိုက်သွားရင်ခင်ဗျားတို့ပဲထိခိုက်မှာဖြစ်တဲ့အတွက်ခင်ဗျားတို့တို့ကျွန်တော်စိတ်ပူတဲ့အတွက်ဒီကနေကျွန်တော်ကြော်မြုံမြလှမ်းပြောပါတယ်ခင်ဗျားတို့ကြော်မြုံမြနေနဲ့လှမ်းပြောပါတယ်ခင်ဗျားတို့ကထိုင်းကနေကျွန်တော်ဆဲကျင်ဆဲမယ်တချို့တွေကခင်ဗျားတို့ဆဲလိုက်ကျွန်တော်ကြည့်မရအောင်ဆဲကျင်နေတိုက်တယ်လို့လုပ်ပါဒါပေမဲ့ခင်ဗျားတို့အကျိုးစီးပွားထိခိုက်နေတာဆုံးရှုံးသွားမှာကိုတော့ကျွန်တော်စိုးရိမ်နေထိုင်းမှာခင်ဗျားတို့အကျိုးစီးပွားထိခိုက်သွားမှာကျွန်တော်စိုးရိမ်နေဒါကြောင့်အပ်တဲ့ခါမှာဒီလိုဘာမှမသိတဲ့ကောင်တွေနဲ့တော့မလုပ်ပါနဲ့နော်ဟိုကလီကချစ်ကောင်တွေစကားထိုင်းရနေပြီးတော့အပေါင်းအားတဲ့စကားအကြီးတွေပြောပြီးတော့ခင်ဗျားတို့လိန်နေတဲ့ကလီကချစ်ကောင်တွေကိုလည်းမယုံကြနဲ့အဲ့ဒီကောင်တွေကခင်ဗျားတို့ကြားဖြန့်နေရမှာမသုံးဘူးလို့မပြောနိုင်ဘူးဒါကြောင့်ခင်ဗျားတို့သတိနဲ့ထားပြီးတော့နေကြပါလို့ပဲကျွန်တော်တို့တိုက်တော့ပါတယ်ဒါကတော့ကျွန်တော်တရားတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့ထိုင်းကိစ္စပြောတော့ထိုင်းနဲ့နီးစပ်မောတောင်ကိစ္စလေးပြောမယ်ဒီနေ့ဆိုရင်မောတောင်ကိုဗိတ်မောတောင်လို့ပြောရင်ပူပြီးနားလဲမှာမျက်လုံးထဲမှာမြင်နိုင်တယ်အဲ့တော့မောတောင်ဆိုထိုင်းမှာနယ်စပ်ဗိတ်မောတောင်ဆိုပြီးတော့နာမည်ကျော်ခဲ့တဲ့ကုံသွေးလမ်းကြောင်းရှိတဲ့နေရာမြို့အဲ့မောတောင်ကိုKNL နဲ့ PDF နဲ့ BPL ပူးပေါင်းအဖွဲ့တွေကနေပြီးတော့သိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းဒီနေ့ဆိုအောင်ပွဲခံရကြတယ်တချို့သတင်းဌာနတွေအဲ့ PPM မီဒီယာတချို့သတင်းဌာနတွေရေးတာတော့4ရက်နဲ့အပြီးတိုက်တယ်တချို့က3ရက်နဲ့အပြီးတိုက်တယ်တချို့ကတော့10ရက်လောက်တိုက်ရတယ်လို့ရေးလို့ရှိပါတယ်ဘယ်လိုပဲတိုက်ဒီနေ့တော့သူတို့ရသွားပြီဆိုပြီးတော့သူတို့အောင်ပွဲခံကြပါတယ်ဆိုတော့တကယ်တော့မောတောင်ကျသွားလာမင်းဟုတ်ပါတယ်မောတောင်မြို့ကိုဒီ KNL PDF နဲ့ BPL ပူးပေါင်းဖွဲ့တွေရသွားပါတယ်ဆိုတော့ကျွန်တော်တို့အဲ့တိုက်ပွဲရသွားတဲ့ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့တွေသိမထူးဆန်းဘာကြောင့်လဲဆိုတော့တိုက်ပွဲဖြစ်နေတဲ့ကရင်ပြည်နယ်မှာဖြစ်နေတဲ့တချို့ကိစ္စတွေကဒီမောတောင်ကျသွားတော့ခေါင်းထည့်စရာကိစ္စမဟုတ်ဘူးဒါကြောင့်လို့မောတောင်ကအချိန်မီပြန်ယူလို့ရတဲ့အထက်မှာပါတယ်ဒါပေမဲ့သူ့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုအဲ့ဒီဒေသတနင်္သာရီမော်လမြိုင်ကရင်မွန်ကရင်ပေါ့ဗျာမွန်ကရင်တနင်္သာရီ3ခုမှာထိုင်ထားတဲ့ဒီတိုက်စတန်ကျုံ2ခုတဲ့ကာသရပေါ့နော်အဲ့ဒီနေရာတွေဖွဲ့နေတယ်သူတို့အရေးကြီးတဲ့ issue ကဒီမောတောင်ကိစ္စပေါ့ဟုတ်ဘူးကျန်တဲ့ issue တွေရှိနေတယ်ဥပမာဆိုကြပါစို့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာရှိတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေအကုန်လုံးသူတို့အာယုံစိုက်နေရတယ်ကာလနောက်တစ်ခုအာရှလိုင်းတကြောကိစ္စနောက်ကဒဝယ်ထူးစီးပွားရေးဆိုကိစ္စအဲ့ကိစ္စတွေအကုန်လုံးကအာယုံစိုက်ရတဲ့အထူးအာယုံစိုက်ရတဲ့နေရာတွေဖြစ်တယ်မောတောင်တစ်ခုကိုပေးလိုက်ရတာတော့ခေါင်းနဲ့သူတို့ရှင်းမှာပို့ပြီးတော့မောတောင်ကကျွန်တော်မေးကြည့်တယ်အင်အားဘယ်လောက်ရှိခဲ့ဘူးလဲကျွန်တော်ဆိုတက်မလို့အဲ့မှာမောတောင်မှာအင်အား20 30ပဲရှိတာတဲ့သူတို့ထုတ်ပြန်တဲ့အယောက်40လောက်မိတယ်ဗာညာပြောတယ်ပုံနေမှာတော့ဘယ်လောက်မှလည်းမပါဘူးပုံမှာဖြင့်10ယောက်ကျော်လောက်ပဲတွေ့ရတယ်ဆို40လောက်မိတယ်ပြောရင်လူ10ယောက်ကျော်ပဲတွေ့ရထားတော့ဘယ်လိုဖြစ်သူတို့ထုတ်ပြန်ကြတယ်သူတို့ထုတ်ပြန်တကယ်တော့လူ20ကျော်လောက်ပဲရှိတယ်တဲ့တိတ်လူမရှိဘူးတဲ့သူ
သူတို့ထုတ်ပြန်တဲ့လူစင်းတွေကဘလို့လူတွေပုံတွေကြည့်ရကြအပြင်တချို့တွေကစစ်သားတွေဖြစ်နေတယ်တချို့တွေအရသားတွေဖြစ်နေတယ်တချို့တွေကစစ်သားတွေနဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်တချို့တွေကကြတော့ဟိုရက်ကွက်တဲ့လူတွေဘာမှမသိတဲ့ဟိုတက်နဲ့တက်ထဲမှာသွားပြီးဟိုပျော်ရွှင်သွားနေတဲ့လူတွေအဲ့လိုလူတွေဖြစ်နိုင်တယ်ဘလို့ဖြစ်ဖြစ်မောတော်ကြသွားတော့မှန်မယ်ဆိုတော့မောတော်ဘာလို့ဒီကောင်တွေတိုက်တာဖြစ်နိုင်လဲလို့ကျွန်တော်စုံစမ်းကြည့်ရအခါကျတော့မောတော်ကဗိတ်မောတော်ကုံသွေးလမ်းကြီးရှိတယ်အဲ့ဒီလမ်းကြီးကသူတို့စိတ်ထဲမှာဒီဘက်ကအာရှလမ်းကြီးကလက်လွတ်လိုက်ရတဲ့အခါနော်ဒီဘက်ကဒီကြားဖြန့်ကြောင့်ကျွန်တော်တို့ဒီကရင်ပေါ့နော်ကရင်နဲ့မောင်အဆက်တောင်းနေနေရတဲ့ကြားဖြန့်ကြောင့်တချို့လက်နက်ကိုင်အဖွဲ့တွေကလောက်ရကိုင်ခက်လာတဲ့အခါဘယ်ကိုဆင်းပြေးသွားလဲဆိုတော့တနင်္သာရီဘက်ကိုဆင်းတယ်တနင်္သာရီဘက်ကကျတော့ဘာဖြစ်လဲဆိုတော့တနင်္သာရီဘက်မှာကတက်တဲ့အခြေအနေကတနင်္သာရီမှာအာယုံအရင်စိုက်မထားဘူးတနင်္သာရီအဲ့ဗိတ်မောတော်ဘက်တွေကအာယုံစိုက်မထားဘူးအဲ့တော့အာယုံစိုက်မထားတဲ့ဒေသဖြစ်တယ်ပြီးတော့ဒီလုံခြုံရေးတက်တွေကိုအားနဲ့အင်းနဲ့ဒုနဲ့တင်းနဲ့အခိုင်အမာစခိုင်းတိဆောက်ထားတာမဟုတ်ဘူးပေါ့ပါထားလိုက်တာများတဲ့ခါကျတော့ဒါကြောင့်မလို့ဒီကောင်တွေကနေမြေခြေကုပ်ရဖို့ရေးအတွက်ရယ်ပြီးတော့ဘာလဲဆိုတော့ငါတို့မြို့တစ်မြို့သိမ်းနိုင်ခဲ့ပြီဆိုတဲ့ဂုံပုတ်ရရေးအတွက်ရယ်နောက်တစ်ခုကဘာလဲဆိုအကဲ၍များနေဆက်ကုံသွေးရေးမှာတရားမဝင်ကုံသွေးရေးသာလုပ်ချင်သူတို့နဲ့လုပ်လို့ရအောင်ရယ်အဲ့၃ချက်နဲ့သူတို့ကအဓိက target ထားပြီးတော့သိမ်းပိုက်လိုက်တဲ့ပုံပေါ်တယ်ပေါ့ဗျာဘာလို့ဆိုတော့ဒါပေမဲ့ဘိတ်နဲ့မောတော်ကုံသွေးရရက်ထားတာတစ်နှစ်ကျော်ပြီလို့သိရတယ်ဘိတ်မောတော်ကုံသွေးဖွင့်ဖို့ကိစ္စကျွန်တော်တို့ရဲ့စိတ်မှန်းကြထဲမှာရေးခဲ့တာရှိပါဘူးရှိဘူးပါတယ်အဲ့တော့ဒီယာကြီးကိုပွင့်ဖို့တော့ကိုစူးစမ်းခဲ့တာရှိခဲ့ဘူးတယ်သို့တော်လည်းဒီဘိတ်မောတော်လမ်းကြောင်းကြီးကုံသွေးလမ်းကြောင်းကြီးကထိုင်းဘက်ကမဖွင့်ဘူးထိုင်းဘက်ကမဖွင့်တဲ့အတွက်အဲ့ဒီကနေပြီးတော့ဘာခေါ်လဲဆိုတော့ကုံသွေးကားတွေသွားဖို့ထက်တနိုင်တစ်ပိုင်းကုံတွေတည်တာလောက်ပဲပြောရရင်တော့ဖွင့်လိုက်တာမျိုးရှိတယ်ကြီးမားကုံသွေးစခန်းတွေပြင်ဆင်ထားပြီးသားရှိတယ်တော့မြန်မာဘက်ကပြင်ဆင်ထားပြီးသားရှိတယ်ထိုင်းဘက်ကပြင်ဆင်ထားပြီးသားရှိတာတောင်းတရားဝင်ကုံသွေးလမ်းကြောင်းဖြစ်နေဘိတ်မောတော်စခန်းမဖွင့်ခဲ့ဘူးဖွင့်ခဲ့တဲ့အတွက်သူတို့တိုက်လို့ရသွားလဲဒီနေဆက်ကနေကုံသွေးရေးကိုပိတ်ဆို့ကန့်သတ်နိုင်တဲ့အဆင့်မျိုးမဟုတ်ဘူးလို့ကျွန်တော်ကြံမြင်ကြားတယ်ဆိုတော့ပြောရရင်တော့ဟိုဘိတ်မောတော်စကန်တဲ့အရေးမကြီးဘူးလို့ကျွန်တော်ကြံမြင်ကြားတယ်အချိန်တိုင်းတက်ကပြန်တိုက်ယူလို့ရနိုင်တဲ့နေရာတွေမှာပါတယ်လို့လည်းကြားတယ်အဲ့တော့တစ်ဖက်ကအောင်ပွဲခံတာတော့အောင်ပွဲခံပါစေဒါကတော့သူတို့ရဲ့တဘာဝပါသူတို့အောင်ပွဲခံတာတော့သူတို့ဘက်ကလည်းသူတို့ပဲအောင်ပွဲခံပါပဲမမှားပါဘူးဒါကတော့ကျွန်တော်သိပြောလို့ကောင်းတဲ့ကိစ္စအောင်ပွဲခံကြပါဒါပေမဲ့အချိန်တိုင်းတက်ကပြန်လာတိုက်တော့မှပြည်သူတွေဘာဖြစ်ကုန်ပါညာဖြစ်ကုန်ပါမအိုးပဲလို့တယ်ဒါလေးပဲပြောချင်တာနော်သိတော့အရေးမကြီးပါဘူးမောတော်ကိစ္စကျွန်တော်လည်းကောင်းသိလည်းမရှိဘူးသို့တော့မောတော်ကြာသွားကြမပြောဘူးလားဘာလားငါဘလာဘလာဘလာနဲ့လိုက်ဒီဘိန်းအုပ်စုတွေလာအောင်မှာအဲ့တော့ခင်ဗျားတို့ပြောတဲ့မောတော်ဟုတ်တယ်မှန်တယ်ပါသွားတယ်ဒါပေမဲ့အချိန်တိုင်းပြယူခြင်းလွယ်လွယ်လေးရတဲ့ကိစ္စကိုဘာတို့များပမှန်းခံပြီးပြောနေမှာတော့ခင်ဗျားဘာဖြစ်တော့ AC ကိုအချိန်တိုင်း AC ရအောင်အဲ့လိုပြောချင်တာပေါ့နော်နောက်တစ်ခုကဒီကိစ္စပြီးတော့ကျွန်တော်တို့တိုက်ပွဲကိစ္စပါလာတော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ပြီးပြောရပါမယ်အဲ့ဒါဘာလဲဆိုတော့တိုက်ပွဲမဟုတ်တဲ့တိုက်ပွဲတစ်ခုလို့ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့စစ်မှုထမ်းကိစ္စပါမနေ့ကတပ်မတော်ကနေထုတ်ပြန်တယ် NASA ကsorry ဒီတဲ့အစိုးရကနေထုတ်ပြန်တဲ့ထက်မှာစစ်မှုထမ်းတာဝန်ပြီးဆုံးသွားလို့သူ့ရဲ့မွေးရမြေကိုပြန်ခွင့်စစ်မှုထမ်းတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒေသသက်ဆိုင်ရာဒေသပြန်သွားခွင့်ပြီးတော့အလောက်ကန်နေရာရှာထားပြီးတော့ချထားပြီးတဲ့ဟာတွေအကြောင်းမနေ့ကတပ်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုပ်တဲ့ပွဲဆိုတာပထမဆုံးဟာမဟုတ်လို့ရှိရင်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတက်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မို့သူတို့စစ်မှုထမ်းကာလပြီးလို့ဆိုပြီးတော့ခုသူတို့မိခင်ရင်ကိုပြန်ပြီးတာဝန်ပြီးဆုံးတဲ့အတွက်သူတို့ရဲ့မိသားစုစီပြန်လို့ရပြီလက်ထက်မှာစစ်မှုထမ်းပြီးဆုံးရောကတ်ကြီးကင်ထားပြီပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင်sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ရတော့မယ်ဖြစ်လာပြီအဲ့ဟာပြန်သွားကြပြီအဲ့တော့ကျွန်တော်တွေးကြည့်တယ်တပ်မတော်ကတော့လို့ဒီစစ်မှုထမ်းတက်2နှစ်လို့သတ်မှတ်ပြီးရင်သတ်မှတ်ထားတဲ့အတိုင်း2နှစ်ပြည့်တဲ့ခါမှာသူ့ရဲ့တာဝန်ဆက်ထမ်းနေတဲ့ထမ်းမထမ်းချင်လို့ပြန်နေတယ်ဆိုလဲရော့မင်းပြန်လို့ရပြီစစ်မှုထမ်းပြီးဆုံးကြောင်းလက်မှတ်ရော့ဆိုပြီးတော့သူ့မိသားစုစီကိုပြန်လို့ရအောင်ခွင့်ပြုပေးလိုက်ပြီးစစ်မှုထမ်းတဲ့ချောင်းလုံးကလည်းလားစာလည်းရပြီးပြီဆိုတော့ကျွန်တော်တွေးပြီးတော့ဒါဆိုရင်တော့သူတို့ဒီစစ်မှုထမ်းတဲ့2နှစ်လုံးမှာနံပါတ်1ကလားစာရတယ်နံပါတ်2ကစစ်မှုထမ်းလက်ပြီးစီကြောင်း certificate ရတယ်ပြီးရင်အလုပ်ကန်ခွန်လိုင်းတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့အလုပ်ပြန်လျှောက်မယ်ဆိုရင်သူနဲ့ထိုက်တဲ့ယာရုတာဝန်တွေကိုအလိုလိုရမယ်ဆိုတော့ဒီအခွင့်အရေးတွေရပါလားဆိုတဲ့ဟာမျိုးကျွန်တော်မြင်လိုက်ရတယ်။ဒါဆိုဒီလိုရတာပဲပေါ့နော်။မနေ့ကထုတ်ပြန်ချက်ကိုကြည့်ပြီးတော့အဲ့တော့ကျွန်တော်စဉ်းစားရတာပေါ့နော်။တမတော်ကတော့ဟုတ်ပါပြီ။သူ့တက်တန်းက2နှစ်ပြည့်တဲ့ခါပြန်နာလို့ပြောလိုက်ပြီ။ဒါပေမဲ့တစ်ဖက်မှာလည်းသူ့လိုပဲငယ်ရွယ်တဲ့ PDF လေးတွေ PDF လေးစစ်မှုထမ်းမယ်ဆိုပြီးတော့ PDF ထဲဝန်ချသွားတယ်။4နှစ်ကျော်ပြီ။အိမ်ပြန်ရသေးရဲ့လား။အိမ်ပြန်ရရဲ့လား။ကျွန်တော်ထင်တယ် PDF တွေရဲ့တာဝန်ပြီးဆုံးချိန်ဆိုတာကသေမပဲထင်ပါတယ်ကြည့်ရတာ။သေမပြီးဆုံးတယ်လို့ထင်တယ်။ဘာလို့အခုလဲစဉ်းစားကြည့်လေ PDF တွေသေတာအတုံးယုံပဲ။အဲ့တော့တေမပြီးဆုံးမဲ့ PDF တာဝန်နဲ့2နှစ်ပြည့်တာနဲ့ပြန်ရတဲ့တပ်မတော်တာဝန်ဘယ်တာဝန်ကပို့ပြီးတော့ကိုယ့်အတွက်ပို့ပြီးတော့စိတ်ချရလဲဆိုတာနောက်ဆုံးတော့အဖြေထွက်လာတာလေဆိုတော့ပြောချင်တာ။နော်အဲ့တော့အခု PDF လုပ်နေတဲ့လူတွေ4နှစ်သားကြော်လာတယ်ဘာရမှလည်းမတူဘူးဘာမှလည်းမဖြစ်ဘူး။တမင်းလည်းငတ်လာပြက်လာဖြစ်ကြည်သားလည်းမလောင်းငါတွေဖြစ်နော်အကုန်လုံးဘဝတွေပြည့်ဒုက္ခတွေရောက်မိသားစုတွေပြန်မလာနိုင်အဲ့တော့တေမထွက်ရမယ်အသေးတွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘဝရောက်သွားတယ်အသေးတွက်လုပ်တဲ့အသေးတွက်ဘဝရောက်သွားတာ PDF တွေကဆိုတော့တပ်မတော်ကလူတွေက2နှစ်ပြည့်တဲ့ခါထွက်လာတယ်အေးဆေးကုနေရတယ်
တက်တည်နဲ့ထောက်ထားနေနော်ဒါထောက်ထားနေ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလားနှစ်ကျော်သွားပြီမပြီးသေးဘူးလေ3နှစ်မပြီးသေးဘူးလေအခုပြီးလားမပြီးလားတော့ကျွန်တော်မသိဘူးဦးတင်ထုံးအောင်တို့အုပ်စုတွေကြီးညာခဲ့တဲ့ NUG အုပ်စုတွေကြီးညာခဲ့တဲ့ကျွန်တော်တို့ရဲ့ဘွန်းနဲ့ SDB ဘွန်းရတဲ့နှစ်နှစ်တွင်မဲ့တော်လိုင်းကြီးကနှစ်ပဲပြီးနှစ်ပြီးမှမဟုတ်လို့နှစ်နဲ့ပြီးမယ်ဆိုတာယုံကြည်လို့နှစ်တွေရောက်ပါတယ်ပြောတာအဲ့နှစ်ကဘာနှစ်လဲနတ်နှစ်လားနတ်လားလို့ကျွန်တော်သိချင်တာသူတို့တဲ့နေ့ကခင်ဗျာပြန်စဉ်းစားကြည့်လို့ရှိရင်ဖြေပေါ်တယ်2021နှစ်ကုန်ပိုင်း2022မှာစပြောခဲ့တာ23 24ပြီးရမယ်နှစ်ပြီးရမယ်25ရောက်လို့26တော့မနက်ဖြန်တစ်ပတ်ကကူးတော့မယ်ပမာတော့သူတို့ရဲ့ဘုန်းတွေဘယ်သူပြန်ရသေးတော့ပြောချင်တာလူမပြောနဲ့ထဲလိုက်တဲ့ငွေတောင်ပြန်မရတဲ့ကိစ္စဗျာခင်ဗျာလူကတော့ဝေးပြီပေါ့ဗျာလူမပြောနဲ့ထဲလိုက်တဲ့ငွေတောင်ပြန်မရဘူးအဲ့သူတို့ရဲ့ကူဘာလဲ SDB ဆိုပြီးတော့ဗာ Spring Development Bank ဆိုလားဗာလားအဲ့ဒါဘုံရောင်းတယ်ဆိုပြီးတော့ဝယ်တဲ့လူတွေဝယ်ကြတယ်တချို့မြန်မာပြည်ကတချို့ပြည်မတထေးချို့ဝယ်ကြတယ်ရှိတယ်ဝယ်ခဲ့ကြဘူးတဲ့အခုကျမှကြောက်အားလန့်နဲ့ဘာကြောက်အားလန့်နဲ့ဗာလဲ SDB ဘုံနဲ့မှာ SDB ရဲ့ဒီဘာခေါ်လဲSDB ရဲ့crypto တွေကိုကောက်ထည့်ပြီးတော့လူမသိအောင်အမြင်ခံပလိုက်တာမျိုးတချို့လုပ်ငန်းရှင်တွေရှိတယ်လို့ကြားတယ်ဒါပါတော့အဲ့တော့အဲ့ SDB ရဲ့ crypto ကလည်းခုမှဗာလဲနိုင်ငံတကာ crypto တွေဝါတဲ့ဝင်ပြီးဘာညာစုကြီးညာနေတယ်ဘယ်ကောင်တွေအလင်းခံမှမသိဘူးဘယ်ကောင်တွေကျင်းထက်ကမှမလို့တလုံးပြတ်ထုတ်မရတဲ့ဟာပတ်စံပြီးတော့တလုံးပြတ်ထုတ်မရတဲ့ပတ်စံအဝင်သာရှိတယ်ကြားပတ်စံလို့အထွက်မရှိဘူးထွက်ရင်အီးပဲထွက်လာမှာဝင်သွားတော့အစာပဲထွက်တော့အီးပဲထွက်လာဆိုမျိုးပြေးကြတယ်ဝင်သွားတော့ပတ်စံပြတ်ထုတ်လာတော့ဗာလဲဆိုအငွေလေးရွှေ့ဆိုအဲ့လိုဟာမျိုးဖြစ်မှာအဲ့တော့အလိန်ခံမဲ့အုပ်စုတွေအလိန်ခံမဲ့အုပ်စုတွေပတ်စံသွားထည့်ကြတယ်အခုကဘာလဲဆို NUG ကဘာလို့လဲကြားဖြန့်လုပ်နေတာ NUG တကယ်ကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတာ NUG ကခဲရုံညွှန် NUG ကကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လဲပြန်လို့မရဘူးသေမှပြန်လို့ရတယ်လူတွေကို PDF ဖြစ်နေခေါ်တယ်သေမှပြန်လို့ရတယ်ငွေတွေကိုလည်းကောက်ခံတယ်တတလုံးပြန်ထုတ်လို့မရတော့ဘူးအဲ့တော့ရှင်းပြောတတလုံးအပြီးပိုင်လိမ့်တာ NUG ရဲ့လိန်ကျဲကြီးကတော့အဲ့ကြားဖြန့်ကြီးကတော့ကြောက်စရာအဲ့ကြောင့် NUG ကတကယ်ကြားဖြန့်မယ်ငွေလည်းလိမ့်တယ်လူလည်းလိမ့်တယ်ပြည်သူလူထုရဲ့နှလုံးသားတွေလည်းလိမ့်တယ်အကုန်လုံးလိမ့်တာရသမျှအကုန်လိမ့်တာအဲ့တော့ရှင်းပြောရင်တော့ဟိုတော့เนี่ยဘာနဲ့တော့တူလဲဆိုတော့တကယ်ကိုလိန်နာမဟိုဗာလဲဟိုနေ့ကတန်တန်ဘိုးသိမ့်ပြောလို့ဖြစ်နေဝါကဖြတ်တော်ကြိုက်လို့ဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီเนาะအဲ့တော့ရှင်းပြတော့ဟိုလိန်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိန်အခုကြားပြန်အကြီးသားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းသေမှပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်သေမှပြန်ထွက်ရမယ်တက်မလို့လည်းဝင်ပြီးနှစ်ပြည့်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးသေမှပြန်ထွက်ရတယ်အဲ့ဒါဘယ်ဟာမှန်လဲခါလို့စဉ်းစားကြပြီတော့အဲ့ဒါအဖြစ်ပဲဒါလေးကကျွန်တော်ဟိုလေးပြောတာနောက်တစ်ခုကတက်ကိစ္စတွေနဲ့ဆက်ဆက်ပြောတက်ကိစ္စထပ်ပြောမယ်လာရှိုးမှာပါလဲဆိုတော့ MNDA နဲ့တက်နဲ့နည်းနည်းလေးညင်းပွားမှုလေးအခြေတင်လေးတွေနည်းနည်းလေးဖြစ်နေတယ်ကြားပါတယ်အဲ့ဒါအခြားမဟုတ်ပါဘူးတက်ကနေပြီးတော့တောင်းဆိုတယ်ပေါ့ဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MNDA အုပ်စုเนาะသူကညှိတာပေါ့ပြီးခဲ့တဲ့ November 1st week တုန်းက first week ပြီးတဲ့ရက်ပိုင်းလေးအတွင်းမှာညှိတယ်တဲ့MNDA ဖွဲ့နေညှိတယ်ပေါ့ဘယ်မှာညှိတယ်ဆိုလာရှိုးမြို့ဟိုဟိုတယ်တစ်ခုပေါ့ဗျာသိပါတယ်စင်နကောင်ဟိုတယ်ဆိုအားလုံးသိပါတယ်ကျွန်တော်ပြောဦးနော်ဟိုတယ်ခေါက်သိပါတယ်စင်နကောင်ဟိုတယ်ဆိုတော့ခင်ဗျားတို့သိပါတယ်ကျွန်တော်ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့မှာပေါ့နော်ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာတက်ဘက်ကပြောတာရှင်းတယ်နမ်ပေါင်နမ်လန်တီဘောအစရှိတဲ့နေရာတွေမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုနိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောတော့ဒီပြည်တော်သားမယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ပြောတယ်ပြန်ပြောတယ်လို့ကြားတယ်အဲ့တော့မဆုတ်နိုင်သေးဘူးဆိုတော့တခါโอเคထပ်ပြောညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့လိုညှိလို့မရတဲ့ဆိုကြတော့ MNDA ကလည်းမဆုတ်နိုင်ဘူးညှိလို့ရတဲ့အချိန် MNDA ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြစ်တယ်သိန်းဒီဘက်ကနေပြီးတော့ကိုကန်ဖွဲ့တွေဖြည့်လာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ကိုသူ့ရဲ့အင်အားလေးတွေကိုတို့တွေခိုးပြီးအင်အားတွေထပ်ဖြည့်တယ်ပေါ့ဗျာဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တင်းလုံးဖြည့်တော့ခိုးဖြည့်တယ်ပေါ့ခိုးပြီးတော့တက်ကတိတော့တားတယ်မင်းတို့ဒါမားနေတယ်တော့ပြောတဲ့ကြားတဲ့မရဘူးနောက်ဆုံးကျတော့ဒီနေ့နိုဝင်ဘာ14ရက်ကျတော့ဘာဖြစ်ကုန်လဲဆိုတော့ကြားတာပေါ့နော်လာရှိုးအထွက်နားတဲ့ဟိုရဘက်မှာတဲ့ MNDA ကနေပြီးတော့ကတ္တရာပုံးတွေချပြီးလမ်းတွေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီဟိုရနမ်ပေါင်လာရှိုးဟိုရနမ်ပေါင်လာရှိုးလမ်းနမ်လန်လာရှိုးလမ်းအဲ့လမ်းတွေကိုပါသူက MNDA ပိတ်ချင်သလိုဘာလုပ်တယ်ပေါ့ဗျာပိတ်တယ်လို့သူတို့အားတွေပစ္စည်းချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းနည်းတင်းမာမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါတက်ကလည်းတော်တော်လေးစောင့်ပေးနေပေါ့ဗျာသူက20နောက်ဆုံးထားဆုတ်လို့ခုကဒီနေ့14ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီ3လေးအတွင်းစလိုက်ညှိလိမ့်မယ်နော်ညှိလိမ့်မယ်ညှိလို့ပြီးပြရင်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်ကိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်တဲ့ရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်တွေကဘာဖြစ်လို့ MNDA အုပ်စုကနော်ဒီလိုမျိုးလေးကြီးလေးချင်းနဲ့အတန်တင်းမာလာတယ်လဲဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေတယ်ရှိနိုင်တယ်အဲ့ဆို तू ကဘာဖြစ်လို့တစ်ချိန်လုံးအစောပိုင်းတော့အေးဆေးပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရိမတီးဘူးပေါ့ဗျာတရုတ်နိုင်ငံ
ကတန်တမန်နေရှိမှလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတီဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ်ဒါမှမဟုတ်တရုတ်ကပဲမသိကြအောင်ဆောင်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူးဒီနှစ်ချက်ကတိုက်တဲ့တစ်ချက်ပြောလို့ရတယ်ဒါကကိုကန့်နေတုံးစုလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန့်နေကတရုတ်သေးစုသေးရှေ့ဆိုရှင်နေပဲနော်အဲ့တော့ပြောရရင်တော့ဒီကောင်တွေဘာဖြစ်လို့အခုကြမှာထားပြီးတော့လေသာမာတွေဖြစ်နေတာလေတက်ကလည်းအဲ့ဒါကိုအခြေအနေစောင့်ကြည့်မယ်လို့ရှိတယ်ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လောက်ရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူးတိုးတော့တခုတော့ရှိတာကဒီ global issue ဖြစ်လာတဲ့ကြားဖြတ်နဲ့ရောသွားရင်တော့နည်းနည်းတော့စဉ်းစားရရှိတယ်အဲ့တော့ဘယ်လိုဖြစ်မလဲမသိဘူးလို့ဆိုတော့လာရှိုးတဲ့တီဘောကြားမှာနည်းနည်းတက်နဲ့ဟိုကနေကြောင်းတင်းမာမှုနည်းနည်းလေးဖြစ်နေတယ်လို့ကျွန်တော်ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလဲတော့မသိသေးဘူးကိုကနဲ့ MND နဲ့တက်နဲ့ပချားမှာဒါလေးတစ်ခုဖြစ်တယ်တစ်ချိန်လုံးလည်းတခါ SSPB ကလည်းထုတ်ပြန်ချက်လေးတစ်စောင်ထုတ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဟောတဲ့ SSPB ကသူ့နယ်မြေထဲမှာပေါ့ဗျာထုတ်ပြန်ချက်တစ်စောင်သူ့နယ်မြေထဲမှာမလုံးမဲ့ဟာတွေပေါ့ထုတ်ပြန်တယ်ထုတ်ပြန်ချက်ကြောင့်သူတို့နိုဝင်ဘာ23ရက်ရက်စွဲထုတ်ပြန်တယ်သူတို့အစည်းအဝေးလုပ်ခဲ့တယ်ပေါ့နိုဝင်ဘာ10ရက်ကနေ23ရက်နေ့အထိနော်ဝန်ဟိုင်းမှာဘိုးထားတဲ့ကျုပ်ဝိုင်းမှာသူတို့အစည်းအဝေးလုပ်ခဲ့ပါတယ်ပေါ့ဗျာအစည်းအဝေးလုပ်ခဲ့တယ်ဆိုရပြောတယ်နော်အဲ့မှာဗိုလ်ချုပ်ကြီးစေထင်ဦးဆောင်တဲ့သဘာဝကြီး3ဦးနဲ့သူတို့ရဲ့အဖွဲ့တွေပေါ့ဗျာသူတို့ဘာလုပ်လဲဆိုတော့သူတို့ရဲ့ Party Congress အစည်းအဝေးကျင်းပတယ်ပေါ့ Congress အစည်းအဝေးကျင်းပတဲ့အခါမှာလူဘယ်လောက်တက်တယ်ပေါ့ဗျာပြောရတော့သဘာဝကြီး3ဦးတက်တယ်ပေါ့ဗိုလ်ချုပ်ကြီးစေထင်ပါဝင်သဘာဝကြီး3ဦးတဲ့ကော်မရှင်ယူကပဲကော်မရှင်15ဦးဘိုးကော်မတီကိုရွေးချယ်ခံကိုယ်စားလှယ်59ဦးပါတီကလပ်စီကိုယ်စားလှယ်အမျိုးသားမျိုးသမီး59ဦးအမျိုးသမီးရဌာနလေးလာမှတ်တမ်းသူ19ဦးမှတ်တမ်းအဖွဲ့22ဦးပေါင်း383ဦးတက်ရောက်ပြီးတော့သူတို့ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျာဘာလဲဆိုတော့တစ်ချက်ကတန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့်စစ်မှန်သော Federal Democracy ပြည်တော်စုတည်ထောင်ရေးနိုင်ငံရေးရည်မှန်းချက်နိုင်ငံရေးရည်ချက်ကိုရရှိတူတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်ပေါ့ဗျာနော်နောက်တစ်ခုကပါတီရေးရနဲ့ပါတီရဲ့လုပ်ငန်းတွေပါတီစည်းမျဉ်းစည်းကမ်းတွေကိုကွန်ဂရက်ကလိုအပ်တယ်လို့ပြင်ဆင်ဖြစ်ဆက်တယ်နောက်တစ်ခုကဗဟိုကော်မတီနဲ့အရန်ဗဟိုကော်မတီဝင်ပြီးတော့ဥက္ကဋ္ဌဒုဥက္ကဋ္ဌအတွင်းမှုအဖွဲ့ဗဟိုစည်းကမ်းတင်းအဖွဲ့လုပ်ငန်းစည်းစိမ်ကော်မရှင်အဖွဲ့ရွေးချယ်တင်မြှောက်နိုင်ခဲ့တယ်တဲ့နောက်တစ်ခုကပါတီစည်းလုံးညီညွတ်အခိုင်အမာတည်ဆောက်နိုင်တာမကတိုင်းဒေသစည်းလုံးညီညွတ်ဥတည်တဲ့ငင်းချမ်းစွာအတူရှင်တွေတိုင်းမူတိုင်းဆက်လက်ကောင်းတဲ့ဖော်မယ်တဲ့အဲ့ဒီမှာအရေးကြီးဆုံးချက်လာပြီအဲ့ဘာလဲဆိုတော့မိမိတို့ထိန်းချုပ်နယ်မြေထဲမှာတဲ့အိန္ဒိယနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံများနဲ့နိုင်ငံတကာလူမှုအတိုင်းအဝိုင်းအကျိုးစီးပွားကိုထိခိုက်စေတဲ့ online ငွေလိမ်လည်မှုများမရှိစေရေးငွေစေဝါပေးကင်းစင်ပတ်သက်ရေးကိုအထူးချက်မှတ်ဆောင်ရွက်သွားမယ်တဲ့ဆိုပြီးတော့သူပြောတယ်အဲ့ထုတ်ပြန်ချက်ကအဲ့ချက်ကတစ်ချက်ပေါ့ဆိုတော့အဲ့ဒါအတိသူတို့ထုတ်ပြန်ချက်က key point အဲ့ဒါသူတို့လူသစ်ရွေးတာတွေပါနေတယ်ဒါသေးသေးပုံမှန်သူအဓိကသူ့နယ်မြေထဲမှာ online လိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမလုပ်ဖို့နောက်တစ်ခါငွေစေဝါကင်းစင်မှုကိစ္စတွေသူတို့အထူးချက်မှတ်ဆောင်ရွက်ပါမယ်ဆိုပြီးတော့ SSB ကထုတ်ပြန်လာတယ်ဒါတွေအကုန်လုံးကဘာနဲ့သွားဆက်ဆံနေလဲဆိုတော့တစ်ဖက်မှာတရုတ်တို့အမေရိကန်တို့ဘာတို့ညာတို့ရဲ့အတန်တွေကျေလောင်လာမှုတွေရှီဂျီဂျန်တို့သတင်းတွေကြောက်ဝေတို့သတင်းတွေအစရှိတဲ့သတင်းတွေအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ဒီ SSPB လဲသူ့မှာစိုးရင်ချက်တွေရှိလာပုံရတယ်ဒါကြောင့်မလို့အသေးအတန်တွေပြူပြတွေထုတ်ပြန်ပြီးတော့ငါတို့ဒါမလုပ်ဘူးငါတို့တော့တားဆီးကာဝယ်မယ်ပြောတယ်ကျွန်တော်တော့ပြုံးမိတယ် SSPB နယ်မြေထဲမှာမိဟိုကြားဖြတ်နေမိတာအုံနေချင်းနဲ့မိတာကျွန်တော်မှဓာတ်ပုံမှတ်တမ်းနေရှိတယ်ဘယ်နေရာမှာမိလဲဆိုတာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဒါကသက်ဆိုင်ရာဟိုတချို့ကိစ္စတွေကကျွန်တော်တို့ကဟိုငင်းချင်းထိခိုက်မှာစိုးတာတို့နော်မတီမငင်ဖြစ်မှာစိုးတာတို့ဒါတွေကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကျွန်တော်တို့ challenge တွေလည်းဟိုကိုယ့်ကြောင့်မတီမငင်ဖြစ်မှာရိုးဖြစ်မှာစိုးလို့တချို့ကိစ္စလေးတွေဟိုမျက်စိမိတ်ပေးထားတာပေါ့ဒီကောင်တွေဘယ်တော့မှဘလို့သွားဖြစ်တယ်ဆိုတော့အဲ့သူ့နယ်မြေထဲမှာဘယ်နယ်မြေထဲမှာအစားအထောက်ထားနဲ့ရှိတယ် SSB နယ်မြေထဲမှာကျွန်တော်မှရှိတယ်အထောက်ထားရှိတယ်ဒါပေမဲ့ဒီကောင်တွေကညင်းအောင်မှာအကြဖြန့်ကျွန်တော်မလုပ်ပါညာညင်းပါပဲအကုန်လုံးကမလုပ်ဘူးညင်းပါဒါပေမဲ့ SSB နယ်မြေထဲမှာလုပ်တယ်ဝါရှိမှရှိတယ်မိုင်းလာစီမှရှိတယ်ဝါနဲ့မိုင်းလာလည်းညင်းချင်ပေါ်တယ်ညင်းလို့ရတယ်တကယ်လို့သူတို့ညင်းနေဆိုရင်ကျွန်တော်အထောက်ထားဓာတ်ပုံတွေပြတဲ့ခါကျရင်ရှုံးရင်သူတို့ဘာသူတို့ခေါင်းဆောင်တွေကိုနှုတ်ထွက်ပေးမလားလို့သာမေးလိုက်ပြောလိုက်ကြုံရင်နောက်ကြုံတဲ့လူရှိပြောလိုက်ကျွန်တော်မျိုးမင်းကပြောတယ်လို့ခင်ဗျားတို့ကဟိုကြားဖြတ်မလုပ်ဘူးလို့ခင်ဗျားတို့ပြောတယ်ကျွန်တော်မျိုးမင်းကပြောတယ်လုပ်တယ်လို့အထောက်ထားနဲ့ပြောမယ်အကယ်၍ကျွန်တော်ပြတဲ့အထောက်ထားကိုသူတို့မငင်းနိုင်ခဲ့ဘူးဆိုရင်အဲ့လူတွေဥက္ကဋ္ဌတွေနှုတ်ထွက်ပေးမလားလို့အခုထွက်ပေးမလားလို့ထွက်ပေးပြီးတော့ရွေးကောက်ပွဲလုပ်ပေးမလားလို့အဲ့မှာဝါမိုင်းလားနော်အဲ့ဒီတိုင်းပါရွေးကောက်ပွဲလုပ်မလား SSB လဲရွေးကောက်ပွဲလုပ်ပေးမလားလို့မေးလိုက်ရှင်းလေးပြောကျွန်တော်အဲ့လိုပဲပေါ်တယ်မေးတယ်ကျွန်တော်အဲ့လောက်ထိစိန်ခေါ်ရတယ်ကောင်းလေးထောက်ထားတွေရှိတယ်ဒီကောင်းတွေဗမာတို့လည်းကြားပြန်မလို့ဆိုတာထောက်ထားရရှိတယ်ကျွန်တော်ဆိုမှရှိတယ်မလောက်တာတချို့ကိစ္စတွေကျွန်တော်ဗာပြောလဲဆိုတော့နိုင်ငံတော်ကတော့တချို့ကိစ္စတွေလက်လူရှုထားပေးတာဗျာကျွန်တော်ကဘာမှမဟုတ်လားအဲ့တော့အသာလေးနေနေတာဒါပေမဲ့ဒီကောင်းလေးကလေးကလေးလုပ်တယ်ဆိုတော့တိတိချင်းနဲ့ကျွန်တော်ညင်ခံနေရတာဒါပြောချင်တာထားပါတော့အဲ့တော့ကြားဖြတ်လုပ်တယ်အဲ့ SSB နဲ့ပြအကြီးကျယ်လုပ်ပါတယ်ဝါမိုင်းလာလုပ်ပါတယ်အခုကျမှအတန်တိတ်နေတာနော်အခုနောက်ဆုံး A1 ရဲ့ TKB A1 ရဲ့ဟိုတော့ဘာခေါ်လဲထိလောက်စုရေတကုံနဲ့အနီနာတော်ဝဲပတ်လေမှာကောင်များလည်း share လုပ်နေပြီအကြီးကျယ်လုပ်နေတယ်ဒါတွေကကျွန်တော်တို့ဒီကသိနေတယ်ဒါကိုပြောချင်တာဒါလေးအဲ့တော့စောင့်ကြည့်ပေါ့ဗျာဒါတွေဘာတွေဖြစ်မလဲတော့နော်အဲ့ဒါလေးရရှိတယ်တော့ SSB လည်းအသက်ထုတ်ပြန်နေဆိုတော့ပြောချင်တာနော်ဒါလေးတစ်ချက်နောက်တစ်ခုကဒီနေ့နောက်တစ်ခုကကျွန်တော်တို့ဟိုချမ်းကိစ္စလည်းဒီနေ့စိတ်ဝင်စားဖို့ရကောင်းအောင်ထွက်လာတဲ့သတင်းတစ်ခုရှိတယ်ဗျအဲ့ဒါကျွန်တော်လည်းစိတ်ဝင်စားသွားတယ်ချမ်းဆိုတာအစိုးရချမ်းပြောတာနော်အစိုးရချမ်းဟိုဘာမှဆိုင်ကြမှာနုပညာကိစ္စကြားရညက်ပါလာလေဆိုထင်ပါဆိုလို့အစိုးရချမ်းကသူကလိန်ကုံကူလွယ်သုံးစားလုပ်တဲ့
ဟို guide star ကောင်လေးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူးအဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတာပေါ့နော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်အရင်ဖတ်ပြမယ်ဘာလို့ဆိုတော့နော်2013ခုနှစ် January 1ရက်စွဲနဲ့တဲ့ Yanlek Branse ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ abstain ဆိုတဲ့ပုဂ္ဂိုလ်စီကို email ပို့တယ်နော်ဘာလဲဆိုတော့အဲ့ထက်မှာချမ်းဆိုတဲ့ဟိုဟာနဲ့ email တော်ထဲမှာချမ်းဆိုတဲ့အမည်ပါတယ်အဲ့မှာဘာလဲဆိုတော့ပို့တဲ့စာတော့ email ရဲ့ဘာဖြစ်လို့ဆိုတော့တဲ့မြန်မာမင်းကလေးရဲ့ဓာတ်ပုံငါမင်းစီကိုပို့လိုက်မယ်သူကတိတ်လှတယ်တဲ့မြန်မာမှာသူနာမည်ကြီးအဆိုတော်ပေါ်တဲ့ငါသူ့ကိုအမေရိကန်စီကိုခေါ်လာခဲ့မယ်အိုဘားမားမြန်မာကိုသွားမယ်ချမ်းအမေရိကကိုလာမယ်ငါမှကြော်ညာဖို့အသက်ဆန်းသတင်းကောင်းတစ်ခုရှိတယ်ထင်တယ်ဆိုပြီးတော့အဲ့ email တော့ရေးထားတယ်တဲ့ဆိုတော့ပြောချင်တာအဆိုတော်ဆိုတာပါတယ်ချမ်းဆိုတာပါတယ်ဆိုတော့အဆိုတော်ချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားကပါတယ်ဆိုတော့သူကလိန်ကုန်ကူးတဲ့လူတွေနှစ်ယောက်ကတည်းကပြန်လာ email ပို့တဲ့ထက်မှာမြန်မာကအဆိုတော်တယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းဆိုတာပြောတော့ဆိုအဲ့လူပြောချင်တာအဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းကဒီလိန်ကုန်ကူးတဲ့သူတွေနဲ့ညှိပြီးတော့အမေရိကမှာဘာလုပ်ဖို့ရှိလို့လဲလိန်ကုန်ကူးရဆိုတာဗျာတခါတလေဟိုအဲ့မှာအဲ့ရတတိတယောက်ဘာညာတယောက်နဲ့ဒိတ်လုပ်ပြီးတော့သွားအိမ်မယ်နမူနာသူ့ပြောတာမဟုတ်ဘူးနော်သွားအိမ်မယ်အိပ်ပြီးရင်အဲ့မှာပတ်ဆိုင်ရမယ်ပေါ့ဗျာထားတော့ဒေါ်လာ1000ရရမယ်ဒေါ်လာ3000ရလည်းရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီးဟိုမှာသွားပြီးတော့လဲမယ်ပတ်မယ်ပြီးပြန်လာမယ်ဟိုတချင်းသွားဆိုသူတို့ခေါင်းစဉ်တစ်ခုနဲ့သွားရင်လည်းသွားမယ်တစ်ခုတော့အဲ့လိုမျိုးရည်ရွယ်တာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့ဒါဆိုရင်2013ကကိစ္စဆိုတော့ဟိုချမ်းနဲ့ဒီလိန်ကုန်ကူးမဲ့အရှုပ်တော်ပုံတွေကဘလို့ပတ်သက်နေလဲမြန်မာမျိုးသမီးတွေဘလို့ပတ်သက်နေလဲဆိုတော့မိကုန်းထုတ်ချက်ဖြစ်လာတယ်အဲ့တော့ဆိုတော့ချမ်းကလည်းဒီကိစ္စကို तू ဘလို့ရှင်းလို့တော့မသိဘူးဘလို့ရှင်းလဲဆိုတစ်ချိန်တော့ तू လုတ်ခဲ့ဘူးရင်လုတ်ခဲ့ဘူးမယ်ရှိရင်လည်းရှိပဲမရှိလည်းမရှိဘူးဒါတော့ကျွန်တော်မသိဘူး तू တစ်ချိန်တော့လိန်ကိစ္စတွေနဲ့ဒီလိန်အပြော်မယ်တို့ဘာလို့ပေါ့ဗျာဒိုက်မဟုတ်တော့မှပဲအခွင့်အခါတင်တော့ခါတိုင်းမှာတစ်တော်သလိုလုတ်ခဲ့တာမျိုးရှိအောင်လည်းရှိသလားလို့စဉ်းစားစရာဖြစ်လာတယ်ဘာလို့သူ့အတွက်ကလည်းသိမဆန်းဘူးဗျအဲ့ဒါကြောင့်လုံးရင်လုံးမလို့ပြောရခက်တယ်လို့ပြောချင်တာပါအဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့ဒီ email တော့စိတ်ဝင်စားဖို့ကောင်းတယ်ချမ်းနောက်ရက်မှာဘယ်လိုတုံ့ပြန်မလဲဆိုတော့ခင်ဗျားကိုယ့်အကြည့်ကျွန်တော်တော့အများကြီးပြောချင်ဘူးဆိုတော့ဖြစ်နိုင်ကြလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘယ်လိုထုတ်မလဲဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပတ်စံရတာပဲဗျာလောက်ကြပါဒါပဲရှိရနော်ဒါလေးတစ်ခုရှိတယ်အဲ့ဒါပြီးတော့နောက်ဒီနေ့အပိတ်ကတော့ဒီနေ့လူ1000ကျော်စုတစိတ်တွေရတဲ့ကိစ္စဒါလေးကတော့ဟိုနာမည်တက်မပြောလို့ကို့မှာအမိတက်မပြောတော့ပါသို့တော့ဝမ်းသာပါတယ်စုရရသွားတဲ့လူအကုန်လုံးတဲ့ဝမ်းသာရအကြောင်းကျင်းတဲ့ရအကြောင်းပြောချင်တာပါလူ1000ကျော်တယ်က1000ကျော်တယ်အဲ့တော့လူ1000ကျော်မှာသူကဘလို့ခွတ်ထုတ်လိုက်လဲဆိုတော့ဒီစုရရဂုံလူဆောင်ဖွဲ့စိတ်တွေပေးတယ်တီးပြန်ချီပွဲပေးတာရှိတယ်ဇေယျကြော်တင်ပွဲပေးတာရှိတယ်တီးပြန်ချီပွဲကတော့လူ2ယောက်ရတယ်နောက်ဇေယျကြော်တင်ပွဲကဗိုလ်ချုပ်9ဦးရတယ်ဝနကြော်တင်ပွဲတွေလည်းရတယ်ဝနကြော်တင်ပွဲတွေဆိုနိုင်ငံသားရဲ့ဒုဝန်ကြီးတို့ဘာလို့လဲပါတော့ဗျာကျန်တဲ့နေရာဒုဝန်ကြီးတချို့တွေအမြဲတမ်းဒုဝန်ကြီးပါတယ်နော်အဲ့ဒါခါဝနကြော်တင်ပွဲကိုဒီကုမ္ပဏီရလူတွေလည်းရတယ်ဝနကြော်တင်ပွဲရွှေတန်းလင်းကုမ္ပဏီကနာယကဒေါက်တာနီတဲ့သူလည်းရတယ်နောက်ကိုဝိတ်လည်းရတယ်ဗျကိုဝိတ်မောင်ဝိတ်ပေါ့နော်မောင်ဝိတ်လည်းရတယ်ဥဝိတ်လူကရေးထားတယ်ဥဝိတ်ကောဥဝိတ်စာလို့ရေးထားတယ်နော်အဲ့တော့ဝနကြော်တင်ပွဲကိုဥဝိတ်လည်းမောင်ဝိတ်လည်းရတယ်ဥဖေအေးတို့ဥဝင်းစောတို့ဥချမ်းအေးတို့ဥဇာလီချမ်းတို့လည်းရတယ်ပေါ့ဗျာနောက်အလင်္ကာကျော်စာပွဲတွေလည်းရကြတယ်တေးပညာရှင်တွေတို့ဘာလို့ညာတို့ပေါ့6ဦးတို့သိပ္ပံကျော်ဆိုတာဆိုတဲ့ပွဲတွေလည်းလူ19ဦးရတယ်ဗျနောက်တပ်မတော်ဆိုင်ရာဆွဲဆောင်ရေးဂုံသက်ရတယ်54ဦးနောက်ရဲသူရတစ်စိတ်က9ဦးအစရှိတဲ့လူရတယ်အဲ့မှာတပ်မတော်ဆွဲဆောင်ရေးမှာစစ်မှုထမ်းပြည်သူစစ်မှုထမ်းကောင်လေးတယောက်ကတကယ်ကိုသူရဲကောင်းမတ်တရရတာမစဉ်းစားကြည့်တော့ပြည်သူစစ်မှုထမ်းကောင်လေးတယောက်ကပြည်သူစစ်နဲ့စစ်သားလုပ်သွားတဲ့ကောင်လေးတယောက်ကသူရဲကောင်းမတ်တရရတာကဲနည်းတော့မဟုတ်ဘူးနော်အဲ့တော့ရဲဗလာတစ်စိတ်ကလည်း122ဦးရဲသူတွေက9ဦးရဲကျော်စွာ15ဦးရဲကျော်သူတစ်စိတ်က133ဦးနော်နိုင်ငံတော်ပေါ်ဆောင်မှုနဲ့ပတ်သက်လို့ရှိရင်တီရီဇေယျကျော်တစ်စိတ်စသဖြင့်စီမံထူးချွန်တစ်စိတ်တွေလူမှုထူးချွန်တွေလေယာစီးပွားထူးချွန်တွေဝိဇ္ဇာပညာထူးချွန်နော်ဒါကအမှုပညာထူးချွန်စကဏ္ဍထူးချွန်လိုက်ပေးတာစုတွေဆိုနဲတာမဟုတ်ဘူးလူ1000ကျော်တယ်ရပါတယ်ဆိုတော့အဲ့ဒီမှာတချို့ကျွန်တော်လည်းသိတဲ့လူအများကြီးပါပါတယ်အများကြီးပါတယ်ကျွန်တော်လည်းသိတဲ့လူအများကြီးပါတယ်အကုန်လုံးအတွက်ဒီရဲ့အဝေးရနေလမ်းပြီးဂုံယူချောင်းပြောချင်ပါတယ်တကယ်လည်းဂုံယူပါတယ်ဘာပဲပြောတချို့တွေဆိုရင်ရဖို့အတွက်စောင့်စားခဲ့တာကားလိုက်အများကြီးကြာတယ်ခုမှရသွားတယ်လို့သိရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကောင်းပါတယ်လူ1245ဦးကိုနော်ဒီပုံကိုယ်တွေကိုစုတစိတ်ပေါင်းများစွာဂုံလူဆောင်ပွဲပေါင်းများစွာပေးရခဲ့တယ်ဆိုတော့သိရတဲ့အတွက်ရရှိကြွားသွားကြတဲ့လူအမှုပညာလောကသူတွေလည်းပါတယ်စီးပွားရေးလောကသူတွေလည်းပါတယ်နိုင်ငံရေးလောကမဟုတ်နိုင်ငံရေးပေါ့ဝန်ကြီးတွေဌာနဆိုင်ရာလောကလူတွေပါတယ်တက်ကအရာရှိတွေပါတယ်အကုန်လုံးဝမ်းသာပါတယ်ဗိုလ်ချုပ်မှုကြီးဟာအကုန်လုံးကိုသူပေးကြရှိတာသူဖြန့်ဝေပေးပြီးတော့ဒီသူပေးတဲ့ဆိုတဲ့စုတွေမတော်သူအကုန်ပေးတာကိုတွေ့ရတယ်ဗျဒါလေးကြည့်ပြီးတော့စုရသွားတဲ့သူအားလုံးတော့ဝမ်းသာကြောင်းပြောရင်းနဲ့ဒီနေ့တော့ပါပဲအားလုံးပဲကိုယ်ကသိရှိပါတိုင်းပေါ်စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုလောဝါတီပျော်နေတဲ့လူမိုက်လူရန်ကလူသက်ကျန်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ good night ပါ